ဝမ်မှာထုံးမင်းအောင်တယောက်နိုင်ဝဲပြန်ရှာတွေ့နိုင်မလားအားလုံးပဲမင်္ဂလာပါခင်ဗျာအင်္ဂလိပ်မှာ share sport ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရစေဒီနေ့မှာတော့ဝမ်မှာထုံးမင်းအောင်တယောက်နိုင်ဝဲပြန်ရှာတွေ့နိုင်မလားဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါဒီတစ်ပတ် One Friday Fight မှာတော့မြန်မာ fighter တွေရဲ့ပွဲတွေကိုပရိသတ်တွေတဝါကြီးကြည့်ရှုသွားရမှာပါမြန်မာ fighter စူပါရင်ချမ်းကဂျပန် fighter မူကာဆယ်တိုနဲ့ထိုးသက်သွားမှာဖြစ်တယ်လို့နောက်ထပ်မြန်မာ fighter 2ဖြစ်တဲ့ထုံးမင်းနိုင်ကလည်းထိုင်း fighter ချက်ပတ်နဲ့ရှင်ပြိုင်ထိုးသက်သွားရမှာပါထုံးမင်းအောင်ကတော့ One Championship Promotion မှာ3ပွဲထိုးသက်ထားခဲ့ပူပါတယ်ထုံးမင်းအောင်က3ပွဲမှာ2ပွဲပဲနိုင်ပြီး2ပွဲရှုံးထားခဲ့ပါတယ်ထုံးမင်းအောင်ရဲ့ပြိုင်ဘက်ချက်ပတ်ကတော့ One မှာ Minute Fighter 2ပါအသက်က18နှစ်ပဲရှိပါသေးတယ်အရက်က9ပေ9လက်မှရှိပြီးတော့ Pro Fighter ဘွားပွဲပေါင်း90ကျော်ထိအတွေ့အကြုံရှိပါတယ်ဒါကချက်ပတ်အတွက် One Championship ပွဲဥထွက်လည်းဖြစ်ပါတယ်ချက်ပတ်ရဲ့ background ကိုကြည့်ရင်တော့ဒီချာရီလေးက Fatal Fight မှာလည်းထိုးသက်ခဲ့မှုတဲ့ fighter ပါအသက်ကအတော်လေးငယ်သေးတယ်ဆိုပေမဲ့ Pro ကစားသမားဘွားအတွေ့အကြုံတော်တော်လေးကောင်းတဲ့ fighter ပါဒီတွဲဆိုင်ကိုသုံးသက်ရရင်ထုံးမင်းအောင်က One မှာရလက်ပိုင်းတင်မကောင်းပါဘူးသူအနေနဲ့ဥက္ကရာကြီးချက်တွေရဲ့ယုံကြည်မှုကိုရချင်ပြီးပွဲတွေဆက်ထိုးချင်နေသေးတယ်ဆိုရင်တော့မဖြစ်မနေဒီပွဲကိုနိုင်မှာဖြစ်မှာပါတစ်ပတ်ကချက်ပတ်ကလည်း One ကစားသမားပွဲဥထွက်မှာသူဘာလို့ပြနိုင်လဲဆိုတာကိုပြသနိုင်ဖို့ကြိုးစားလာမှာပါအလဲထိုးဖို့တဲ့ဒီပွဲကရမှတ်ပိုင်းနဲ့ပဲအဆုံးဖြတ်ဖြစ်သွားနိုင်တဲ့ပွဲပါဒီပွဲမှာတော့အရန်မောင်းပိုသားပြီး One စင်မြင့်ချက်မှာအတွေ့အကြုံပိုသားတဲ့ထုံးမင်းအောင်ကိုပဲပို့ချိုင်းမိပါတယ်ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ UFC One Championship နဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုစုံစမ်းလင်းတင်ဆက်ပေးနေတဲ့ Agri Martial Sport Channel လေးကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ